ကျွန်တော်တို့ mobile phone တွေမှာ Chrome browser ကိုသုံးတဲ့အခါမှာ Chrome browser ထဲမှာဖွင့်ထားတဲ့ text တွေအများကြီးကိုပေါ့နော်ကျွန်တော်တို့တက်မျက်နှာလေးကြည့်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဓာတ်ပုံတွေကိုတပုံကြီးဆွဲကြည့်တယ်လို့ဘေးတိုင်းဆွဲကြည့်လို့ရတယ်ဆိုတာကိုသိပြီးပြီလားဘယ်လိုဆွဲကြည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ဘုံမှာနာမည်ရိုက်ရှာတဲ့နေရာမှာရှိနေတဲ့ဘာတန်လေးကိုလက်လေးနဲ့ဖွားဖွားလေးဖိပြီးတော့ဘေးတိုင်းဆွဲကြည့်လိုက်ရုံပါပဲအရင်ဖုန်းအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာနောက်ဖုန်းခေါ်ဖို့ထားတဲ့ဖုန်းနံပါတ်လေးကိုကနန်းရိုက်ပြမလို့ပဲနဲ့ဘယ်လိုခေါ်လို့ရလဲဆိုလို့ရှိရင်ဖုန်းကောခေါ်တဲ့တဲကိုဝင်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဖုန်းခလုတ်လေးကိုနှစ်ချက်နှိပ်လိုက်ရုံပါပဲဒါဆိုလို့ရှိရင်နောက်ဖုန်းနံပါတ်လေးကိုတန်းခေါ်ပြီးတော့မှဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ YouTube မှာဗီဒီယိုတွေကြည့်တဲ့အခါမှာဗီဒီယိုက download ဖြစ်နေလို့အလျားလိုက်ဖြစ်အောင်လို့ဗီဒီယိုတွေကိုဝင်ပြီးတော့ခလုတ်လေးကိုနှိပ်နေရတော့မယ်လားအဲ့လိုလုံးဝနှိပ်ပြမလို့ပါဘူးကျွန်တော်တို့လက်ရှိကြည့်နေတဲ့ download ဗီဒီယိုလေးကိုရပ်လိုက်ပါရပ်ပြီးပြီဖိုတာနဲ့လက်လေးနဲ့အပေါ်ဆွဲတင်လိုက်ရုံပါပဲဒါဆိုလို့ရှိရင်အလျားလိုက်ဗီဒီယိုလေးဖြစ်သွားပါပြီအလျားလိုက်ဗီဒီယိုလေးကနေပြီးတော့ download ကိုပြန်ပြောင်းချင်တယ်ဆိုလို့ရှိရင်လွယ်ပါတယ်ဗီဒီယိုရဲ့အောက်လေးကိုဆွဲချပေးလိုက်ရုံပါပဲနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဖုန်းထဲမှာပါတဲ့ Google မှာကျွန်တော်တို့အကြောင်းအရာတစ်ခုခုကိုရှာတော့မယ်ဆိုလို့ရှိရင်လည်းစာရေးရှာပြမလို့ပဲနဲ့ microphone လေးကိုနှိပ်ပြီးတော့ကိုသိချင်နေတဲ့အကြောင်းအရာတွေတချင်းတွေကိုရှာလို့ရတယ်ဆိုတာသိပြီးပြီလား